စိုက်နေမှာဈေးကြီးပေးရတဲ့ဝက်နံယူမီတောင်ဟင်းကိုအိမ်မှာပဲလွယ်လွယ်ကူကူချက်စားကြမယ်။ရေဆေးပြီးတန့်စင်ထားတဲ့ဝက်နံယူတွေကိုချက်သွန်ဖြူချင်းထည့်ပြီးတော့စားဟင်းချုံမုံနှင်းငယ်ရေထည့်ပြီးတာနဲ့နိုင်ဝက်ခန့်ထည့်ထားပါမယ်ရှင်။ဝက်နံယူပြုတ်တဲ့အခါအခုလိုထွက်လာတဲ့မဲဖက်လေးတွေကိုတော့ဖယ်ပြရပါမယ်ရှင်။ဒီဟင်းရဲ့အသက်ဖြစ်တဲ့ခြံဆက်အရေးအတွက်မြုပ်တီချက်သွန်ဖြူနန်းနန်းမင်းတို့ကိုထည့်ပြီးချိတ်ဆက်လေးနဲ့တခြားချိတ်ပါမယ်ရှင်။ရှမ်းနန်းနန်းကြိုက်တဲ့တပါးကလည်းထပ်ပြီးထည့်လို့ရပါတယ်ရှင်။ပြုတ်ထားတဲ့ဝက်ရိုးတွေရပြီဆိုရင်အကုန်လုံးကိုဆယ်ပလိုက်ပါမယ်။ကျန်တဲ့အရည်တွေကိုခုနကကြိတ်ထားတာလေးတွေအားလုံးထည့်ပါမယ်ရှင်။ပြီးရင်အချင်းရတာအတွက်တမယာသီးလေးညှစ်မယ်။ဒါဆိုရင်တော့ဝက်နံယူမီတောင်အတွက်အရည်လေးကလည်းအစင်သင့်ဖြစ်သွားပါပြီ။ပုံထားတဲ့ဝက်ရိုးတွေပေါ်မှာခုနအရည်လေးလောင်းထည့်လိုက်မယ်ဆိုရင်တော့ဝက်နံယူမီတောင်ဟင်းလေးလွယ်လွယ်ကူကူရရှိသွားပါပြီရှင်။